ဘတ်စကားဘော်ကနေအဖိုးတို့ဦးဆင်းလာပြီးသူ့ရဲ့ဆက်ပြီးကိုကူချပေးဖို့လက်မှတ်စစ်ကိုအလင်းမြန်ပြောပါတယ်လက်မှတ်စစ်ကဒီလိုလူသူမရှိတဲ့နေရာမှာဘာလို့ဆင်းတာလဲလို့မေးတဲ့အခါအဖိုးကရှေ့နားမှာတင်သူ့ရွာရှိတယ်လို့ပြန်ဖြေခဲ့ပါတယ်အဖိုးဟာတစုံတစ်ခုကိုကြောက်ရွံ့နေပုံရပြီးဆက်ပြီးကိုအတင်းမြန်နှင်းသွားပါတယ်လမ်းတစ်လျှောက်မှာရှိတဲ့အယိုးကောင်းတွေနဲ့ခြောက်ချားပွဲမြင်ကွင်းတွေကသူ့ရဲ့ထိတ်လန့်မှုကိုပိုတိုးစေပါတယ်အဖိုးရွာကိုရောက်တဲ့အချိန်မှာည9 နာရီထိုးခါနီးနေပါပြီအဲ့ဒီအချိန်မှာရွာသားအလုံးဟာသူတို့ရဲ့အိမ်တကားမကြီးတွေကိုအမြန်ပိတ်ပြီးဘေးကတကားငယ်လေးတွေကိုပြန်ဖွင့်ထားကြတာကိုတွေ့ရပါတယ်အဖိုးဟာလည်းသူ့အိမ်ကိုရောက်တာနဲ့တကားမကြီးကိုပိတ်တကားငယ်ကိုဖွင့်ပြီးအထဲမှာပုံနေလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ရွာတရွာလုံးရဲ့အိမ်တွေပြင်ဘက်မှာထူးဆန်းတဲ့အရာတစ်ခုကလှည့်လည်သွားလာနေပြီးဖွင့်ထားတဲ့တကားငယ်လေးတွေကိုလိုက်ကြည့်နေပါတယ်ဒါပေမဲ့ရွာသားတယောက်ဟာအဲ့ဒီတကားငယ်လေးကိုဖွင့်ဖို့မေ့သွားခဲ့တဲ့အတွက်တစုံတစ်ခုဖြစ်တော့မှဖြစ်ပါတယ်နောက်ပိုင်းကိုကြည့်ချင်ရင်ကောမန့်မှာကြည့်ချင်တယ်လို့ရေးခဲ့ပါညနေ9 နာရီထိုးတာနဲ့တရွာလုံးကလူတွေဟာသူတို့အိမ်ရဲ့တကားမကြီးတွေကိုအမြန်ပိတ်ပြီးတကားငယ်လေးတွေကိုတော့တမင်ဖွင့်ထားကြပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာရွာထဲကိုထူးဆန်းတဲ့ဝိညာဉ်တစ်ခုလှည့်လည်သွားလာတက်လို့ပါပဲအဲ့ဒီဝိညာဉ်ဟာအိမ်တိုင်းရဲ့ဖွင့်ထားတဲ့တကားငယ်လေးတွေကနေချောင်းကြည့်သွားတတ်ပါတယ်တရက်မှာတော့ရှို့ဝက်အေဂျင့်ဖြစ်အလုံးလုံးနေတဲ့အမျိုးသားတယောက်ဟာမေ့လျော့ပြီးတကားငယ်ကိုပိတ်ထားမိပါတယ်ဒါကြောင့်ဝိညာဉ်ကသူ့ကိုချိန်စာတိုက်ခဲ့ပြီးနောက်တနေ့မှာပဲအဲ့ဒီလူရဲ့ကြောကုန်းမှာဘူးတစ်ခုထွက်လာပါတော့တယ်ရွာရဲ့ထုံးစံအရချိန်စာမိပြီး73ရက်ပြည့်ရင်အဲ့ဒီလူတေဆုံးရမှာဖြစ်လို့ရွာသားတွေကသူမတေခင်မှာပဲကြိုတင်ပြီး73ရက်ပြည့်နာရေးဆွမ်းကျွေးပွဲကိုပြင်ဆင်နေကြတာပါရွာကလူကြီးတဦးရဲ့ပြောပြချက်ဒီဝိညာဉ်ရဲ့နာမည်ကကာကူတာလို့ခေါ်ပါတယ်သူဟာအရင်ကရွာကအိမ်တွေရဲ့တကားတွေကိုလှုပ်ပေးခဲ့တဲ့လက်သမားတဦးဖြစ်တယ်လို့ဆိုကြပါတယ်သူလှုပ်ပေးခဲ့တဲ့တကားတွေအတွက်လှုပ်အားကအပြည့်အဝမရရှိခဲ့တာကြောင့်ကိုတက်တည်သွားခဲ့ပြီးဝိညာဉ်ဖြစ်တဲ့အခုလိုလိုက်လံချိန်စာတိုက်နေတာလို့ယူဆကြပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့ကာကူတာဟာဘယ်သူလဲဆိုတာကိုဘယ်သူမှအသေးချာမသိကြသေးပါဘူးနောက်ပိုင်းကိုကြည့်ချင်ရင်ကောမန့်မှာကြည့်ချင်တယ်လို့ရေးခဲ့ပါရွာတရွာကလူငယ်တယောက်ဟာတခြားရွာကမိန်းကလေးတယောက်နဲ့ချစ်ကြိုက်နေပါတယ်ဒါပေမဲ့မိန်းကလေးရဲ့မိဘတွေကအဲ့ဒီလူငယ်ကိုအင်္ဂလိပ်စာမတတ်တဲ့အတွက်သူတို့ရဲ့အခြေရေးကိုသဘောမတူပဲကန့်ကွက်နေကြပါတယ်သူတို့နှစ်ဦးဟာမိဘတွေသဘောမတူတဲ့အဆုံးဖျားเจ้าတစ်ခုမှာခိုးပြေးပြီးလက်ထပ်ဖို့တိုင်ပင်လိုက်ကြပါတယ်သူတို့လက်ထပ်မဲ့နေ့မှာပဲအဲ့ဒီလူငယ်ရဲ့အဖေကအိမ်တကားဖွင့်ပေးဖို့တာဝန်ပေးပြီးအဝေးတနေရာကိုထွက်သွားပါတယ်သူကတကားဖွင့်ပေးမဲ့သူမရှိရင်အခက်တွေ့မှာမို့လူငယ်ကအချိန်မီပြန်လာပြီးတကားဖွင့်ပေးမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်သူတို့နှစ်ဦးဖျားเจ้าမှာလက်ထပ်ပြီးတဲ့နောက်အချိန်တော်နှောင်းသွားပြီဆိုတာသိလိုက်ရပါတယ်အိမ်တကားဖွင့်ပေးဖို့အချိန်နာရီဝက်ပဲကျန်တော့တာကြောင့်သူဟာအပြေးလွှားပြန်လာခဲ့ပါတယ်အိမ်ပြန်လမ်းမှာသူ့ရဲ့ဆိုင်ကဲကစနိုးမရဖြစ်နေလို့ဆက်ပြီးနဲ့အသေးအတန်နင်းပြန်ခဲ့ပါတယ်ဒါပေမဲ့လမ်းခုလက်မှာဆက်ပြီးကျိုးပြတ်သွားတာကြောင့်နောက်ဆုံးမှာတော့ခြေကျင်ပဲအပြေးလွှားပြန်ခဲ့ရပါတော့တယ်သူဘာလို့ဒီလိုပြေးလွှားသွားနေရတာလဲဆိုတော့ည9 နာရီထိုးလို့တကားတွေမဖွင့်ထားရင်ထူးဆန်းတဲ့အရာတစ်ခုကရောက်လာတက်လို့ဖြစ်ပါတယ်နောက်ပိုင်းကိုကြည့်ချင်ရင်ကောမန့်မှာကြည့်ချင်တယ်လို့ရေးခဲ့ပါလူတယောက်ဟာည9 နာရီမထိုးခင်အိမ်ရောက်ပြန်ဖို့ဆက်ပြီးနဲ့အသေးအတန်နင်းလာခဲ့ပါတယ်ဒါပေမဲ့လမ်းခုလက်မှာဆက်ပြီးကပြတ်သွားပြီးည9 နာရီလဲထိုးသွားတာကြောင့်သူဟာအိမ်ကိုအပြေးလွှားပြန်ခဲ့ရပါတယ်အိမ်ရှိကိုရောက်တဲ့အခါအိမ်တကားကြီးကိုပိတ်လိုက်နိုင်ပေမဲ့အိမ်ထဲဝင်မဲ့တကားသေးကဖွင့်မရပဲဖြစ်နေပါတယ်သူဟာတနုတ်တစ်ချောင်းနဲ့အတင်းရိုက်ဖွင့်ဖို့စူးစမ်းနေတော့မှပဲထူးဆန်းတဲ့ဝိညာဉ်ကရောက်ရှိလာပြီးသူ့ကိုချိန်စာတိုက်သွားခဲ့ပါတယ်နောက်တနေ့မနက်မှာတော့အဲ့ဒီလူရဲ့ကြောကုန်းမှာကူလာအုပ်လိုမျိုးအဖူကြီးတစ်ခုထွက်လာပါတယ်ရွာသားတွေကသူ့အတွက်တစ်ခုခုလုပ်ပေးနေတော့မှပဲသူ့ရဲ့သူငယ်ချင်းနဲ့ဇနီးဒီကရွာကိုရောက်လာပါတယ်သူ့ဇနီးကတော့ဒီလိုယူသီးမှုတွေကိုမယုံကြည်တာကြောင့်ရွာသားတွေနဲ့စကားများကြပါတယ်နောက်ဆုံးမှာတော့အဖိုးတယောက်ကအဲ့ဒီလူကိုရိုက်နှက်ပြီးမင်းသားငါ့ကိုတကားဖွင့်ပေးဖို့အကူအညီတောင်းခဲ့ရင်ငါကိုယ်တိုင်ဖွင့်ပေးမှာပေါ့လို့ပြောဆိုခဲ့ပါတယ်နောက်ပိုင်းကိုကြည့်ချင်ရင်ကောမန့်မှာကြည့်ချင်တယ်လို့ရေးခဲ့ပါဇလန်းဆမှာလူငယ်2ယောက်ခိုးရလိုက်ပြီးလက်ထက်လိုက်တာကိုရွာသားတွေတီးသွားတဲ့အတွက်မိသားစုဝင်တဦးကဒေါသထွက်ပြီးရိုက်နှက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ကောင်မလေးကသူမရဲ့ခင်မွန်းဖြစ်သူမှာဖြစ်နေတဲ့ဝေဒနာဟာတရေတစေကြောင့်မဟုတ်ပဲယောဂတစ်ခုခုကြောင့်လို့ယုံကြည်နေပါတယ်ဒါကြောင့်သူတို့2ယောက်ဟာနယူးဒေလီမြို့ကဆေးရုံကြီးတစ်ခုကိုတွားရောက်ပြသခဲ့ပါတယ်ဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့အမျိုးသားရဲ့ကြောကုန်းကအဖုဟာရိုးရိုးသားဖို့တစ်ခုသာဖြစ်ပြီးခွဲစိတ်ရုံနဲ့ပျောက်ကင်းနိုင်တယ်လို့ဆရာဝန်ကပြောပါတယ်ခွဲစိတ်ခန်းထဲကိုခင်မွန်းဖြစ်သူဝင်သွားချိန်မှာဇနီးဖြစ်သူကအပြင်မှာစောင့်နေပါတယ်အဲ့ဒီအချိန်မှာဝတ်စုံအပြည့်နဲ့ထူးဆန်းတဲ့လူတစ်ယောက်ကသူမကိုလာတွေ့ပြီးဒီခွဲစိတ်မှုကဘာမှထူးမှာမဟုတ်ဘူးလို့တတိပေးစကားပြောသွားပါတယ်ဒါပေမဲ့ခွဲစိတ်မှုကအောင်မြင်သွားပြီးအမျိုးသားရဲ့ကြောကအဖုကြီးလည်းပျောက်သွားတဲ့အတွက်သူတို့2ယောက်အယမ်းပျော်သွားကြပါတယ်နောက်တနေ့မနက်မှာတော့ဇနီးဖြစ်သူနိုးလာတဲ့အခါသူမရဲ့ခင်ပွန်းဟာအပြင်းထန်ထိတ်လန့်တုန်လှုပ်နေတဲ့မျက်နှာနဲ့သူမကိုကြည့်နေတာကိုတွေ့လိုက်ရပါတယ်နောက်ပိုင်းကိုကြည့်ချင်ရင်ကောမန့်မှာကြည့်ချင်တယ်လို့ရေးခဲ့ပါ